ပတ်ဝန်းကျင်မှာအပင်လေးတွေစိမ့်စိမ့်ဆူဆူတဘာဝနဲ့အမြဲတတွေ့ခွင့်ရမယ်နေရာရက်ကောင်းမျိုးကိုရှာဖွေနေပါသလားရှင်ဒါတွေမကသေးပဲဈေးနီကြောင်တွေကားနေပြီးတော့အိမ်သစ်လေးလည်းဖြစ်တာမို့လို့လူကြီးမင်းတို့အနေနဲ့ရွေးချယ်ဝယ်ယူသင့်ပါတယ်နော်အိမ်လေးကဆိုရင်တော့ရွှေပြည်သာမြို့နယ်အမှတ်၈ရပ်ကွက်ရေချက်စစ်မှတ်တိုင်အနီးမှာရှိပြီးတော့နော်ရယ်သေးကြီးအနီးမှာရှိတာပဲဖြစ်ပါတယ်မှတ်တိုင်ကနေပြီးတော့လမ်းလျှောက်လာမယ်ဆိုရင်2မိနစ်ခန့်ပဲသွားရပါတယ်နော်အကျယ်ဝန်းပေ60-60မြေပေါ်မှာစောက်ထားတဲ့နှစ်ထပ်စလက်နဲ့အိမ်လေးပဲဖြစ်ပါတယ်ရှင်ပေ40ပါမစ်မူရင်ကိုင်ဆောင်ရမှာဖြစ်ပြီးတော့ဈေးနှုန်းလေးကိုတော့3,500ညှိနှိုင်းနဲ့ခေါ်ထားပေးပါတယ်ရှင်ခြံစည်းကိုလည်းအုတ်တိုင်းပတ်လည်းခထားပြီးတော့စုလိမြတ်တက်ဆင်ပေးမှာပဲဖြစ်ပါတယ်ရှင်ခြံထဲမှာလည်းကားထားဖို့အတွက်ကိုနေရာလုံလောက်ပါရှိပါတယ်ရှင်ဂျုံပြွေလေးပါရှိပြီးတော့မိမိတာလည်းရှိတာမို့လို့အစင်တစ်တန်းပြီးတော့တက်နေရုံပါပဲနော်ဒါဆိုရင်တော့အိမ်တွင်းပိုင်းပြင်ဆင်မှုလေးတွေကိုလိုက်ပြီးတော့ကြည့်ရှုပေးပါအောင်နော်အိမ်လေးကိုဝင်လိုက်ပြီးဆိုတာနဲ့တသက်ရရဖွဲ့စည်းထားတဲ့ဧကန်အကျယ်ကြီးကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ရှမ်းကင်းကိုလည်းနှစ်ပေပတ်လေကျွေးပြားများခင်မိထားပြီးတော့မျက်နှာချက်မီးဆိုင်နေနဲ့အရန်ကိုလှပနေတဲ့ဧကန်ကျယ်လေးပဲဖြစ်ပါတယ်ရှင်ဒီမောက်တိုင်ကလည်းတမန်အလှလေးတွေနဲ့တက်ဆင်ပေးထားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ရှင်အိမ်မှာစုပေါင်းအိမ်ခန်း3ခန်းပါပါတယ်ဒီအောက်ဆုံးထပ်လေးကတော့ master bedroom ခန်းလေးပဲဖြစ်ပါတယ်ဘရုံးလေးထဲမှာတော့ရေချိုးခန်းအိမ်သားပါပြီးသားပဲဖြစ်ပါတယ်နောက်ဘက်ချက်မှာတော့ထမင်းစားခန်းကျယ်နဲ့မိဖို့ကြောင့်ကျယ်ကြီးပါရှိမှာပဲဖြစ်ပါတယ်ရှင်အင်းအောက်ထပ်မှာတော့ရေချိုးခန်းအိမ်သားတွဲလေးတစ်စုံပါရှိမှာပဲဖြစ်ပါတယ်ရှင်အိမ်နောက်ဖေးမှာဆိုရင်တော့ဒီလိုမျိုးမြေလွတ်နေရလေးအနေငယ်ကျင်းရှိပါအောင်မယ်ရှင်အင်းရဲ့လေကားတိုင်းကိုကနုတ်လေးတွေနဲ့အလှဆင်ပေးထားပါတယ်ရှင်အိမ်အပေါ်တက်လေးရဲ့အခန်းပွက်စီပုံလေးတွေဘယ်လိုရှိလဲဆိုတာကိုလိုက်ကြည့်ပေးပါအောင်ရှင်ဒီအိမ်ပေါ်တက်ရေကျန်းကင်းကိုဆိုရင်တော့ပါကစ်အပြည့်ခင်းထားပေးပါတယ်ရှင်ဖျားကမ်းပဲဖြစ်ဖြစ်ဧကမ်းပဲဖြစ်ဖြစ်လုံးလို့ရပြီးတော့အခန်းပွက်စီပုံကလည်းအကျယ်ကြီးဖွဲ့ထားပေးတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ဒီထက်လေးမှာလည်းဝရဏအသေးလေးတစ်ခုပါရှိပါမယ်ရှင်ဝရဏနေကြည့်မယ်ဆိုရင်ပုံဝန်းကျင်ရဲ့အလှတရားကိုကောင်းကောင်းတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်ဒီပေါ်တက်လေးမှာတော့ single bedroom တစ်ခန်း master bedroom တစ်ခန်းထပ်ပြီးတော့ပါအောင်မယ်ရှင်ဒါလေးကတော့ single bedroom ခန်းလေးပဲဖြစ်ပါတယ်ခန်းလေးတွေလည်းများတာမို့လို့မိသားစုဝင်များတဲ့လူကြီးမင်းများအတွက်ကိုအဆင်ပြေစေပါတယ်ရှင်ဒီအပေါ်တက်မှာကိုမောင်းတော့လက်တစ်စုံပါပြီးတော့ဒီဘက်ခန်းလေးကတော့ရေချိုးခန်းအိမ်သားပါပြီး master bedroom လေးပဲဖြစ်ပါတယ်ရေချိုးခန်းမှာဆိုရင်တော့ရေပူရေးစက်ကိုလည်းတက်ဆင်ပေးထားပါတယ်နော်ဒါဆိုရင်တော့အိမ်ရဲ့အပေါ်ဆုံးတလေးကိုတွားကြည့်လိုက်ရအောင်နော်အပေါ်တက်ဆက်လက်လေးကိုတော့ကြွေပြားအပြည့်ခင်းပေးထားပါတယ်ရှင်ဒီလုံလောက်သုံးဖို့အတွက်ကို2000လီတာပုံးလေးတင်ပေးထားပါတယ်ရှင်မီးအစုံနဲ့အစင်းတဲ့တန်းနေအောင်အိမ်လေးကိုပိုင်ရှင်နဲ့ရိုက်ဈေးနှုန်းညှိနှိုင်းနိုင်ပါတယ်ရှင်။နေရာကောင်းမှကြိုက်တဲ့လူကြီးမင်းများအတွက်ရွေးချယ်ဝယ်ယူတဲ့အိမ်ကောင်းလေးမို့လို့အမြန်လာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါစီရှင်။အရာတော်နေ့လေးဖြစ်ပါစေရှင်။